ရောက်မှရောက်ပါအောင်မလားလို့တွေးခဲ့တဲ့အချိန်ကြီးအများကြီးရှိတော့လဲဘုရားကဂျေဇုပြုခြင်းအဖြစ်အခုဆိုရင်2026ထေကိုကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်ပို့ဆောင်ပြီးတဲ့ဘုရားရှင်နာမတော်ကမ္ဘာဆက်ဆက်ဘုန်းကြီးပါစေအာမင်ကျွန်တော်တို့ဒီနေ့အတူတကွခွန်အားယူမဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကဘုရားစကားနားထောင်ရင်ကောင်းကြီးခံစားရမယ်နားမထောင်ရင်တော့ကြိမ်ချင်းခံရမှာဖြစ်တယ်ဘုရားစကားနားထောင်ရင်ကောင်းကြီးခံစားရမယ်နားမထောင်ရင်ကြိမ်ချင်းခံရမှာဖြစ်တယ်ဆိုတဲ့ကောင်းစဉ်နဲ့အတူတကွခွန်အားယူဖို့ဖြစ်ပါတယ်တရားဟောရကျမ်းခန်းကြီး7ဖြစ်ပါတယ်တရားဟောရကျမ်းခန်းကြီး7အငယ်30ကနေပြီးတော့28ဖြစ်ကျွန်တော်တို့ကျမ်းစာရှိလေးဒီနေ့မှာခွန်အားယူသွားကြမှာဖြစ်ပါတယ်ဘုရားစကားနားထောင်ရင်ကောင်းကြီးခံစားမယ်ဘုရားစကားနားမထောင်ရင်ကောင်းကြီးခံစားရမှာမဟုတ်ဘူးကြိမ်ချင်းခံရမှာဖြစ်တယ်ဆိုတဲ့ကောင်းစဉ်နဲ့ဒီကွာခွန်အားယူကြမှာဖြစ်ပါတယ်အရင်ဦးဆုံးဆုတောင်းဆက်ကြရအောင်မေတ္တာတော်ရှင်ဖဖရာသူပဲကျေးဇူးတင်နဲ့ကိုရောကျေးဇူးတော်တက်ကြောင့်ကိုရောပြင်ဆင်ပေးတဲ့2026ခုနှစ်ကိုရောရောက်ရှိလာပြီးပထမဆုံးနေ့ရက်မှာကိုရောဝတ်ပြုကိုရတဲ့အခုနဲ့တူကိုရောရဲ့နှုတ်ကပတ်တော်ကိုအတူတကွစေခြင်းလေးခွန်အားယူရတဲ့အခွင့်ပေးတနာတော်မူသောကျေးဇူးတော်ချီးမွမ်းပါ၏ဝိညာဉ်တော်ဖရာသည်ကျွန်တော်ကိုတစားပလာဖြစ်တုံးပြုပါဝိညာဉ်တော်ဖရာကိုယ်တိုင်ဖွင့်ပြပေးပါရောက်ချင်းစီတိုင်းအသက်တာနဲ့တူတာကျွန်တော်မျိုးနားလည်နိုင်တဲ့အဖို့ပေးပါအတင်တော်ခွန်အားဖြစ်စီပါဒီအခုနှုတ်ကပတ်တော်တိုင်းဒီနေ့တနေ့တာလုံးသက်ရှင်ရှောင်လန်းနိုင်ပါမိကြောင်းမဆာပါနောက်ဆက်ဖြစ်စီတဲ့အရာအလိုယေရှုနာမနဲ့ဖေရှားတဲ့ယေရှုတော်ကြီးမကြောင်းဝန်ခံပြီးတပါးဒီတော်နာတော်ခေယေရှုနာမကိုမြည်ပြလျက်ယုန်ဒီလေးမြတ်စွာဖြင့်ဆုတောင်းစက္ကန့်နဲ့ဟောကြားပါ၏အာမင်တရားဟောရကျမ်းအခန်းကြီး30sorry အခန်းကြီး7အငယ်30မှာဗာတွေ့ရလဲဆိုတော့တင်တို့သွား၍ဝန်စားလက်တတော်ပြည်ဒီကရာလုတ်တကဲ့သို့မျိုးစိကျဲ၍ခြေဖြင့်ရေလောင်းရတော်ပြည်ဒီဟုသောတင်တို့ထွက်လာတော့အေဂုတ်တုပြည်နှင့်တူတည်မဟုတ်တင်တို့တွား၍ဝန်စားလက်တတော်ပြည်ဒီကတင်တို့တွားပြီးတော့ဝန်စားရမယ့်ပြည်တင်တို့နေရမယ့်ပြည်ဒီတင်တို့ထွက်လာတဲ့အေဂုတ်တုပြည်ရလို့ယာလောက်ပြီးတော့ခြေဖြင့်ရေလောင်းရတဲ့ယာလောက်တဲ့မျိုးစိကျဲတယ်ပြီးတော့ခြေဖြင့်ရေလောင်းရတဲ့ပြည်အဲ့ဒီပြည်နဲ့မတူဘူးတဲ့ကျွန်တော်တို့အငယ်7မှာတင်တို့သွား၍ဝန်စားလက်တတော်ပြည်သည်တောင်များဂျိုင်များနှင့်ပြည့်စုံ၍မိုးရေကိုတောက်တော်ပြည်အငယ်7တင်တို့၏ဘုရားသခင်ထာဝရဘုရားပြုစု၍တနှစ်ပတ်လုံးကြည်ရှုတော်မူသောပြည်ဖြစ်၏ဟာလေလုယာအာမင်ကျွန်တော်တို့ယခုရောက်နေတဲ့နေရာရောက်နေတဲ့ပြည်ဟာဘယ်လိုပြည်မျိုးလဲဆိုရင်တဲ့ဘယ်လိုနေရာမျိုးလဲဆိုရင်တောင်များဂျိုင်များနဲ့ပြည့်စုံ၍မိုးရေကိုတောက်တော်ပြည်နော်မိုးရေကိုတောက်တော်ပြည်ဖြစ်တယ်တင်တို့ဤဘုရားသခင်ထာဝရဘုရားပြုစု၍တနှစ်ပတ်လုံးကြည်ရှုတော်မူသောပြည်ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ရောက်နေတဲ့နေရာကျွန်တော်တို့ရောက်နေတဲ့ပြည်ကဘာလဲဆိုရင်တောင်တွေဂျိုင်းတွေတဲမှာရှိတယ်မိုးရေကိုတောက်တဲ့နေရာဖြစ်တယ်ဖယားသခင်တနှစ်ပတ်လုံးကြည်ရှုတဲ့နေရာဖြစ်တယ်ဘလောက်ထိဝမ်းသာစရာကောင်းတာလဲနော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ခုရောက်နေတဲ့နေရာဟာတကယ်မိုးရေကိုအားထားရတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့မိုးရွာပြီဆိုရင်အလို့ရက်နဲ့ရှိရမြပုံးနေနဲ့ရေခတ်ကြတယ်မိုးရေကိုတောက်ရတယ်ဒီမှာကျွန်တော်တို့ပေါ့နော်ဖျားရဲ့ပြုစုခြင်းတစ်နှစ်ပတ်လုံးခံစားရတဲ့ပြည်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မမေ့ဖို့ကျွန်တော်တို့မိုးရေတောက်ရတယ်မိုးရေချိုးရတယ်ရေရှားလိုက်တာဒီလိုမျိုးတွေနဲ့ကျွန်တော်တို့ညီးတွားပြီးတော့အသက်ရှင်ဖို့မဟုတ်တော့ဘဲနဲ့ငါတို့ရောက်နေတဲ့နေရာဒီထာဝရဘုရားတနှစ်ပတ်လုံးကြည်ရှုပြီးတော့စောင့်ရှောက်တဲ့နေရာဖြစ်တယ်ဆိုတာကိုသိမှတ်ကြရအောင်လို့ခွာပေးခြင်းနဲ့
အငယ်73မှာတင်တို့ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက်မည်အကြောင်းယနေ့ငါမှာထားသမျှသောပညတ်တို့ကိုစိစိနားထောင်လျင်ညီကိုတို့အယံကိုခွာယူမဲ့အရာဖြစ်ပါတယ်တင်တို့ဘုရားသခင်ထာဝရဘုရားကိုကျွန်တော်တို့ရဲ့ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်၍နော်စိတ်နှလုံးအကျွမ်းမဲ့ချစ်ပြီးတော့အမှုတော်ကိုဆောင်ရွက်မည်အကြောင်းအမှုတော်ဆောင်ရွက်ဖို့အတွက်ယနေ့ငါမှာထားသမျှသောပညတ်တို့ကိုစိစိနားထောင်လျင်ငါမှာထားသောပညတ်တို့ကိုစိစိနားထောင်လျင်ဘုရားရဲ့စကားကိုနားထောင်လျင်လာပြီအငယ်14မှာဒီတို့ဒီစဘာစပြည့်ရစီတို့ကိုစုတိန်ခြင်းကအရင်မိုးနောက်မိုးရီဟူသောတင်တို့ပြည်နှင့်ဆိုင်သောမိုးရေကိုငါပေးမည်ဟာလေလုယာဖခင်ရဲ့အမှုတော်ဆောင်ဖို့ဖခင်ကိုချစ်ပြီးတော့ဖခင်ရဲ့အလုပ်ကိုလှုပ်ဆောင်ဖို့ဖခင်မှာထားတဲ့စကားကိုနားထောင်တဲ့သူဟာဇဘာဇပြည့်စီစုတိန်ရတဲ့အခွင့်ပေးမယ်တဲ့အရင်မိုးနောက်မိုးတဲ့ကျွန်တော်တို့ကိုပေးမယ်ဆိုတာကိုတွေ့ရတယ်စဉ်းစားကြည့်တော့ညီကိုတို့ကျွန်တော်တို့အသက်တာထဲမှာဖယားစကားနားထောင်ရင်ဒီ2026ဒီကျွန်တော်တို့စပါးတွေစပြည့်ရည်တွေစီတွေစုတိန်ရအောင်မှာဖြစ်တယ်ဟာလေလုယာအာမင်ဖယားစကားနားထောင်ရင်ကောင်းချီးမင်္ဂလာကျွန်တော်တို့ပေါ်တက်ရောက်လာမှာဖြစ်တယ်အငယ်15ကိုစပ်ပြီးကြည့်အောင်ဒီတို့ဒီဝါစွာစားရမည်အကြောင်းဒီတို့တလိษံများအဖို့လွန်ပြင်၌မြက်ကိုငါပေါက်စေမည်ဖယားရဲ့ဂတိတော်ဖယားရဲ့စကားကိုနားထောင်တဲ့အခါမှာကျွန်တော်တို့တွေဝါလင်စွာစုသိမ့်ပြီးတော့စားရယုံနေမကဘူးတဲ့ကျွန်တော်တို့တွေမွေးထားတဲ့တလိษံအတွက်ပါဖယားသခင်ကမြက်ပင်ကိုပေါက်စီမှာဖြစ်တယ်ဟာလေလုယာဘယ်လောက်ကောင်းလိုက်တာလဲနော်ဘယ်လောက်ထိကိုးကွယ်ဖို့ထိုက်တန်တာလဲဘယ်လောက်ထိဖျားစကားနားထောင်ပြီးတော့အသက်ရှင်တင်တာလဲကျွန်တော်တို့တွေမကဘဲနဲ့ကျွန်တော်တို့မွေးထားတဲ့တလိษံအတွက်ပါဖယားကတာဝန်ယူပေးမှာဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့ဒီ2026မှာနှစ်စကနေဖယားကိုချစ်ပြီးတော့ဖယားရဲ့အမှုတော်မြတ်တို့တာရဲ့စက္ကရအောင်တာရဲ့လှုပ်ဆောင်ရအောင်ဘုရားစကားကိုပဲနားထောင်ရအောင်ဒါဆိုရင်ကျွန်တော်တို့တွေစပါးတွေစပြည့်ရည်တွေစီစုတိန်ယုံနဲ့မကဝါစွာစားရယုံနဲ့မကဘဲနဲ့ကျွန်တော်တို့မွေးမြူထားတဲ့တလိษံတွေအတွက်ပါဘုရားကကောင်းချီးပေးမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အခန်းငယ်16ဒီတို့ဒီမိစ္ဆာဒိဋ္ဌိအယူကိုစွဲ၍လမ်းမလွဲအခြားတစ်ပါးသောဖယားတို့ကိုဝတ်ပြုကိုးကွယ်ခြင်းနှင့်ကင်းလွတ်မည်အကြောင်းကိုတတိပြုကြလော့အရေးကြီးတယ်နော်ဒီ2026မှာကျွန်တော်တို့တတိထားရမယ်ကျွန်တော်တို့တွေမိစ္ဆာဒိဋ္ဌိအယူကိုဆွဲလန်းပြီးတော့မှအခြားတစ်ပါးသောဖယားကိုဝတ်ပြုလျင်ဝတ်ပြုခြင်းနဲ့ကင်းလွတ်ဖို့ကိုတတိပြုတ်ပါတဲ့ဖယားကိုအာမကိုပဲဖယားကိုနံပါတ်1မထားပဲအခြားသောအရာကိုအာကိုခဲ့မယ်အခြားသောအရာကိုကျွန်တော်တို့ကိုးစားခြင်းမရှိစေဘူးကိုတတိပြုရမှာဖြစ်တယ်တဲ့နော်အရင်ကြီးကြီးတယ်ဖယားကိုမကိုးစားပဲနဲ့ကိုးစားတာမျိုးဖယားကိုအာမကိုပဲနဲ့လူကိုစားတာမျိုးမိစ္ဆာဒိဋ္ဌိအယူလမ်းကနေကျွန်တော်တို့လွှဲရှောင်နိုင်ဖို့ကိုတတိပြုကြပါတဲ့အငယ်ဆက်ခွန်မှာတို့မဟုတ်သာဝရဘုရားသည်အမျက်တော်ထွက်၍မိုးမရွာမြေဤအတိနံကိုမဖြစ်စေခြင်းကမိုးကောင်းကင်ကိုပိတ်တော်မူမည်သာဝရဘုရားပေးတော်မူသောကောင်းမွန်သောပြည်၌တင်တို့သည်အလင်းအမြန်ပျောက်ပြက်ကြလိမ့်မည်အရန်ကိုကျွန်တော်တို့တတိထားရမယ်အရာတစ်ခုဖြစ်ပါတယ်နော်ဖယားသခင်
ကိုမကိုးစားတော့ဘဲနဲ့မိစ္ဆာဒိဋ္ဌိအယူဆကိုယူပြီးတော့ကျွန်တော်တို့အခြားဓမ္မတော်ဖယားကိုဝတ်ပြုကိုးကွယ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ပေါ်မှာကြာရောက်လာမယ့်အရာတွေကဖယားတခင်ဟာအမျက်တော်ထွက်ပြီးတော့မိုးကိုယူဘာလဲရွာစီတော့မှမဟုတ်ဘူးတဲ့ကောင်းချီးလာတော့မှမဟုတ်ဘူးကျွန်တော်တို့နော်မြေဤအတိနံကိုဖြစ်စေခြင်းကမိုးကောင်းကင်ကိုမြေဤအတိနံကိုမဖြစ်စေခြင်းကမိုးကောင်းကင်ကိုပိတ်တော်မူမည်ကောင်းကင်ကနေကောင်းချီးမလာရင်ဘာမှမလုပ်လို့မရဘူးဖယားစီကမလာတဲ့အရာမှန်တရားဟာအမင်္ဂလာတွေပဲဖြစ်တယ်ဝမ်းနည်းစရာတွေပဲဖြစ်တယ်ဖယားစီကလာတဲ့အရာတွေကဝမ်းမြောက်စရာတွေဖြစ်တယ်ဟာလေလုယာနော်ကျွန်တော်တို့တတိထားဖို့ထာဝရဘုရားပေးတော်မူသောကောင်းမွန်သောပြည်၌တင်တို့သည်အလင်းအမြန်ပျောက်ပြက်ကြလိမ့်မည်တဲ့ဖယားစကားနားမထောင်ဘူးဖယားကိုမကိုးကွယ်ဘဲနဲ့အခြားသောအရာကိုကိုးကွယ်မယ်အခြားသောအရာနောက်ကိုလိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေဟာကောင်းချီးမခံစားရတော့ဘူးအလင်းအမြန်ပျောက်ပြက်သွားမှာဖြစ်တယ်နော်တတိထားဖို့ကျွန်တော်တို့အလင်းမြန်ပျောက်ပြက်သွားမှာဖြစ်တယ်ဒါဘုရားစကားနားထောင်ရအောင်ကောင်းချီးခံစားရဖို့ဘုရားစကားနားထောင်ရအောင်အတ္တတာရှိဖို့ဘုရားစကားနားထောင်ရအောင်ကျွန်တော်တို့နော်ဘုရားစကားနားမထောင်ခဲ့ဘူးဆိုရင်ဘာကောင်းချီးမှကျွန်တော်တို့ရောက်လာမှာမဟုတ်ဘူးဆိုတာကိုတွေ့ရတယ်အငယ်18တို့ဖြစ်၍ငါဟောပြောသောဤစကားကိုစိတ်နှလုံး၌တွန်းထား၍လက်၌လက္ခဏာတက်တည်ဖို့ရ၎င်းမျက်စိချမ်းမှာတင်ကြည့်ခဲ့တို့၎င်းခြိထားကြရမည်ထိုစကားကိုတင်တို့သည်အိမ်၌ထိုင်လျက်နေသည်ဖြစ်စေခရီးတော်သည်ဖြစ်စေအိမ်လျက်ထားလျက်ရှိသည်ဖြစ်စေဟောပြော၍သားသမီးတို့အားတွင်တင်ရကြမည်အိမ်တကားမြို့တကား၌လည်းရေးထားကြရမည်တို့ပြုလင်ထာဝရဘုရားသည်ဘိုးဘေးတို့အားပေးခြင်းကကျိန်ဆိုတော်မူသောပြည်၌တင်တို့အသက်သားသမီးများအသက်တာသည်ကောင်းခင်၌အသက်တာရှိတဲ့ကဲ့သို့မြေကြီးပေါ်မှတာရှိရလိမ့်မည်ခေကိုလေးနဲ့တဲ့အရာဖြစ်တယ်ဒီစကားတွေကိုတဲ့ဒီအရာတွေကိုတဲ့ကျွန်တော်တို့ရဲ့လက်မှာလက္ခဏာတက်တည်ဖြစ်ကျွန်တော်တို့ဆွဲမြဲစွာနဲ့မှတ်ထားပါတဲ့အိတ်တဲ့ချိန်မှာပဲဖြစ်ဖြစ်ထိုင်တဲ့ချိန်မှာပဲဖြစ်တွားတဲ့ချိန်မှာပဲဖြစ်ဖြစ်ဒီအရာတွေကိုအမြဲတမ်းသိမှတ်ဆွဲလမ်းပါနှလုံးသွင်းပါသားသမီးတွေကိုလည်းဒီအရာတွေကိုတွင်တင်ပါတဲ့ပြီးတော့အိမ်တကားမြို့တကားတွေမှာလည်းရေးထားပါတဲ့ဖယားစကားနားထောင်ရင်ကောင်းချီးခံစားရမယ်ဖယားစကားနားထောင်ရင်စံနေစီတွေစပြည့်ရည်တွေကျွယ်ဝမယ်ဝါလင်စွာစားရမယ်ကိုယ်အိမ်မှာမွေးထားတဲ့တလိษံတော့လေဖယားကပြင်ဆင်ပေးမယ်ဆိုတဲ့အရာတွေကိုကိုယ့်ရဲ့သားသမီးတွေကိုလည်းပြောပါတွင်တင်ပါကိုယ်တိုင်ကလည်းအမြဲတမ်းအဲ့ဒီအရာတွေကိုတိမှတ်ဆွဲလန်းပြီးတော့အမြဲတမ်းဒီအရာတွေကိုနှလုံးသွင်းပါတဲ့နော်တိုးပြုတ်လျင်အငယ်27မှာတိုးပြုတ်လျင်ထာဝရဘုရားသည်ဘိုးဘေးတို့အားပေးခြင်းကကျိန်ဆိုတော်မူသောပြည်၌တင်တို့အသက်သားသမီးများအသက်တာသည်ကောင်းကင်၌အသက်တာရှိတဲ့ကဲ့သို့မြေကြီးပေါ်မှာတာရှိရလိမ့်မည်ဟာလေလုယာဘလောက်ထိကောင်းတာလဲတိုးပြုတ်လျင်ဖယားကကျွန်တော်တို့တွေမကောက်ကျွန်တော်တို့ရဲ့သားသမီးတွေထိအသက်တာရှိရတဲ့အခွင့်ကိုပေးမှဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့တတိထားရမှာကဒီနေ့ကျွန်တော်တို့ဘုရားစကားနားထောင်ခြင်းဒီကျွန်တော်တို့ရဲ့သားသမီးတွေရဲ့အသက်တာရှိဖို့အတွက်ပါဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့ဖြစ်တယ်နော်အမတမအရေးကြီးတဲ့အရာဖြစ်ပါတယ်အငယ်20နှစ်တင်တို့ဤဘုရားသခင်ထာဝရဘုရားကိုချစ်တော်စိတ်နှင့်လမ်းတော်တို့လိုက်၍ကိုယ်တော်၌စီကပ်မိဝဲမည်အကြောင်းငါမှာထားသမျှသောဤပညာတို့ကိုကျင့်အံ့တော်ငါတတိနှင့်စောင့်ရှောက်လျင်ထာဝရဘုရားသည်ဤလူမျိုးခတ်သိမ်းတို့ကိုတ
တင်တို့ရှိမှနှင်ထုတ်တော်မူသည်ဖြင့်တင်တို့သည်ကိုယ်ထက်အားကြီး၍များပြားသောလူမျိုးတို့ကိုအစိုးရကြလိမ့်မည်ဒီနေ့နေ့တစ်ဆိုတော့နည်းနည်းတရားရှိရှိဟောမယ်ညကကျွန်တော်တို့အချိန်မဲ့တဲ့အထိနေထားပေမဲ့လည်းကျေးဇူးတော်ကြောင့်အိမ်ငိုက်တာတိတ်မတွေ့ရဘူးပေါ့နော်အဲ့ဒါချောင်းမလို့ရှည်ဆိုပေမဲ့အိုးရှည်ကြီးမဟုတ်ဘူးနော်အိုးရှည်ကြီးမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရှည်တော့ရှည်ပဲဒါပေမဲ့ဟိုးရှည်ဟာမဟုတ်ဘူးနော်နည်းနည်းလေးပဲအဲ့မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့အနေနဲ့စတဲ့မှာကျွန်တော်တို့တင်တို့၏ဖျားတခင်ထာဝရဘုရားကိုချစ်တော်စိတ်နှင့်လမ်းတော်တို့လိုက်၍ကိုယ်တော်၌စီးကပ်မိဝဲမိအကြောင်းငါမှာထားရမြတ်တော်ဤပညာတို့ကိုကျင့်အပ်တော်ငါတရိနှင့်စောင့်ရှောက်လျင်ကျွန်တော်တို့ကိုဘုရားကဗာပြောလဲဆိုတော့ဘုရားကိုချစ်ပြီးတော့နော်ဘုရားကိုချစ်ပြီးတော့ဘုရားရဲ့အလိုတော်လမ်းတဲကိုလိုက်ဖို့ပြီးတော့ဘုရားကိုစီးကပ်တဲ့အခါမှာတဲ့ဘုရားကကျွန်တော်တို့အတွက်ပါလာလဲဆိုရင်အငယ်23မှာထာဝရဘုရားသည်ဤလူမျိုးခတ်သိမ်းတို့ကိုတင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြင့်တင်တို့သည်ကိုယ်ထက်အားကြီး၍များပြားသောလူမျိုးတို့ကိုအစိုးရကြလိမ့်မည်ဟာလေလုယာကိုယ်ထက်အားကြီး၍များပြားသောလူမျိုးတွေကိုအစိုးရတဲ့အခွင့်ဘုရားကပြင်ဆင်ပေးမှာဖြစ်တယ်ဘုရားစကားနားထောင်တဲ့သူတွေဘုရားသခင်ကလူမျိုးခတ်သိမ်းရဲ့ရှေ့မှာမျက်နှာပေးမယ်လူမျိုးအလုံးရဲ့အထက်မှာဘုရားသခင်ကအစိုးရတဲ့အခွင့်ကိုလည်းပေးမှာဖြစ်တယ်ဆိုတာကိုဒီနေ့သင်ဖို့အမှန်တမ်းအရေးကြီးတဲ့အရာဖြစ်ပါတယ်နောက်အငယ်24မှာတင်တို့ဒီခြေနှင့်နေသမျှသောအရက်ကိုပိုင်တဲ့ဖြင့်တောမှစ၍လေဗနုန်တောင်တိုင်အောင်၎င်းဥဖရတ်မြစ်ကြီးမှစ၍ပင်လယ်ကမ်းနားတိုင်အောင်၎င်းမြေတစ်လျှောက်လုံးသည်တင်တို့၏နိုင်ငံအဝန်ဖြစ်လိမ့်မည်ဘလောက်ထိကောင်းလိုက်တာလဲနော်ကျွန်တော်တို့နေသမျှတော်မြေအရက်ကိုအပိုင်ပေးမှာဖြစ်တယ်ဘုရားစကားနားထောင်တဲ့လူအတွက်ဘုရားကဘာမှမနှမျောဘူးဟာလေလုယာဘုရားစကားနားထောင်တဲ့လူတို့ဘုရားလုံးဝနှမျောမှာမဟုတ်ဘူးဘုရားစကားနားမထောင်တဲ့လူတို့ကတော့ဘုရားကလုံးဝကျွန်တော်တို့နှမျောမှာဖြစ်တယ်နော်အလွဲတုံးမဲ့လူတွေဘုရားကအရင်နှမျောမှာဖြစ်တယ်ဒါကြောင့်ဘုရားကနားထောင်တဲ့လူဘုရားကိုချစ်ပြီးတော့ဘုရားရဲ့အမှုတော်မြတ်တွေလှုပ်ဆောင်တဲ့လူတွေအတွက်ဘုရားကနေသမျှတော့မြေကိုအပိုင်ပေးမှာဖြစ်တယ်လေဗနုန်တောင်တိုင်အောင်၎င်းဥဖရတ်မြစ်မှဆက်၍ပင်လယ်ကမ်းတိုင်အောင်၎င်းမြေတစ်လျှောက်လုံးသည်တင်တို့၏နိုင်ငံအဝန်ဖြစ်လိမ့်မည်ဘယ်လောက်ထိကျွန်တော်တို့ဘုရားကဂတိတော်ပြုထားတာလေပေါ့နော်အငယ်25တင်တို့ရှေ့မှာအဘယ်လူမြရက်မနေနိုင်အောင်တင်တို့နင်းတော်မြေအရက်၌ရှိတော်သူအပေါင်းတို့သည်တင်တို့ကိုကြောက်ရွံ့ထိတ်လန့်ခြင်းအကြောင်းတင်တို့၏ဘုရားသခင်ထာဝရဘုရားသည်ဂတိတော်ရှိသည့်တိုင်ပြုတော်မူမည်ဟာလေလုယာအိုးအရက်ကောင်းလိုက်တာနော်တင်တို့ရှေ့မှာအဘယ်သူများရက်၍မနေနိုင်အောင်ဘုရားစကားနားထောင်တော်သူရဲ့ရှေ့မှာဘယ်သူမှရက်ခွင့်ဘုရားကမပေးဘူးဟာလေလုယာကျွန်တော်တို့ရှေ့မှာဘုရားကရက်ခွင့်မပေးဘူးကျွန်တော်တို့နေနဲ့မြေအရက်မရှိတဲ့လူအပေါင်းတို့ဒီကျွန်တော်တို့ကိုကြောက်ရွံ့ထိတ်လန့်ပြီးတော့ကြောက်ရွံ့ထိတ်လန့်မယ်တဲ့နော်တင်တို့ရဲ့ဘုရားသခင်ထာဝရဘုရားဒီဂရိရှိသည့်တိုင်ပြုတော်မူပြီတဲ့ကျွန်တော်တို့ကဘုရားစကားနားထောင်မယ်ဘုရားကိုချစ်ပြီးတော့အမှုတော်မြတ်အတွက်လှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့ရှိမှဘယ်သူမှရပ်နိုင်မှာမဟုတ်ဘူးဒီနေ့ဘုရားကကျွန်တော်တို့ရဲ့တည်င်းကိုချားပြီးတော့လူတွေကထိတ်လန့်ကြောက်ရွံ့ချမ်းသာဖြစ်တယ်ဘုရားကဂတိရှိပြီးသားကျွန်တော်တို့ချမ်းသာမှာဘာပြောလဲဆိုတော့ကောင်းကင်ရဲ့မြေကြီးမတည်တော့လေငါစကားတည်လိမ့်မည်တဲ့ဒါကြောင့်ဘုရားရဲ့ဂတိတော်ရှိပြီးသားဖြစ်ပါတယ်
အငယ်26မှာဘာတွေ့ရလဲဆိုတော့ယနေ့ကောင်းချီးပေးခြင်းနှင့်ကြိမ်ချင်းဒီဟုသောဤနှစ်ပါးကိုတင်တို့ရှိမှငါထား၏ယနေ့ဒီနေ့2026ပထမဆုံးနေ့ရက်ဒီနေ့ယနေ့မှာကျွန်တော်တို့ရှေ့မှာကောင်းချီးရှိတယ်ကြိမ်ချင်းရှိတယ်ဘာရွေးမှလဲဘုရားစကားနားထောင်ရင်ကောင်းချီးခံစားမယ်နားမထောင်ရင်ကြိမ်ချင်းခံရမယ်ဘာရွေးမှလဲကျွန်တော်တို့ရှေ့မှာဖခင်ကထားပြီးဖြစ်တယ်ဒီ2026မှာဘာရွေးပြီးတော့အသက်ရှင်ပါလဲကျွန်တော်တို့အသက်တာထဲမှာစဉ်းစားကြရအောင်အငယ်28တင်တို့ဤဖခင်သခင်ထာဝရဘုရားဤပြည့်ညတ်တော်တို့ကိုနားမထောင်ယနေ့ငါမှာထားသောလမ်းမှာလွဲရှောင်၍မတိဘူးသောအခြားတစ်ပါးသောဖခင်ကိုမိဝဲစီးကလျင်မူကားကြိမ်ချင်းကိုငါထား၏ကဲကျွန်တော်တို့ဖခင်စကားနားမထောင်ရင်တော့ကြိမ်ချင်းပဲဖခင်စကားနားထောင်ရင်တော့ကောင်းချီးပဲဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားစကားနားထောင်ခြင်းအပြင်ကောင်းချီးမင်္ဂလာကိုယူမလားဘုရားစကားနားမထောင်ဘဲနဲ့ကြိမ်ချင်းကိုခံမလားဒီနေရာမှာသိရမှာကကြိမ်ချင်းဒီကျွန်တော်တို့တယောက်တည်းနဲ့ပြီးမှာမဟုတ်ဘူးတင်ခံစားရရင်တင့်မိသားစုလည်းခံစားရမှာဖြစ်တယ်တင်ရနေစဉ်သက်လာတဲ့မျိုးဆက်တွေလည်းခံစားရမှာဖြစ်တယ်ကောင်းချီးခံစားရင်လည်းထိုကဲ့သို့ပဲကျွန်တော်တို့ကောင်းချီးခံစားရင်ကျွန်တော်တို့မိသားစုကျွန်တော်တို့ရဲ့သားသမီးတွေလည်းခံစားရမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်အရာကိုရွေးမှလဲဘယ်လိုအသက်ရှင်မှလဲကျွန်တော်တို့တိတ်ကိုရေးကြည့်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်ခွန်အားပေးချင်တာကဒီနေ့ကျွန်တော်တို့နေ့စကနေနေ့လည်းနေ့ဆုံးထိတိုင်အောင်နေ့ရက်တိုင်းယနေ့ဆိုတဲ့နေ့ရက်တိုင်းမှာဘုရားသခင်စကားနားထောင်ပြီးတော့ကောင်းကြီးမင်္ဂလာခံစားရဖို့အတွက်ကျွန်တော်တို့အတ္တတာကိုစက္ကအနံ့ခြင်းအဖြစ်အသက်ရှင်ရှောက်လန်းကြရအောင်လို့ခွန်အားပေးချင်ပါတယ်။ရောက်တိုင်းဖျားကောင်းချီးပေးပါစေ။အာမင်။ ထူးပဲ